Okay,ဒီနေ့တော့စုလေးနဲ့စုလေးနာမရှိရန်ကုန်ဘူရာကြီးကိုတစ်ချက်သွားပြီးတော့လဲမယ်ပေါ့နော်ရန်ကုန်ဘူရာကြီးမရောက်တာလည်းကြာပြီစုလေးလည်းမရောက်တာကြာပြီဆိုတော့နော်ဒီခုပုံလေးတွေရောက်တာစုလေးရောက်တဲ့အချိန်မှာဘယ်မှာတရားပေါ်ရိုက်ထားတဲ့ပုံလေးတွေပေါ့နော်ဒါကတော့ရန်ကုန်ဘူရာကြီးပေါ့ရန်ကုန်ဘူရာကြီးကကိုတက်ဆိုင်တော့နည်းနည်းတစ်လွင်ရှိလာတယ်တန်ရှင်းတရမှုလည်းရှိလာပါတော့ဒါကတော့မြို့ပတ်ရထားရဲ့ platform ပုံလေးပေါ့နော်ဒါကကျွန်တော်မြို့ပတ်ရထားစီးကြည့်မလို့ကျွန်တော်ဘူရာကြီးကိုရောက်တယ်ဘူရာမှာကျွန်တော်လက်မှတ်ဝယ်တယ်ပေါ့နော်လက်မှတ်ကတော့ကျွန်တော်အင်းစိန်ဘက်ကိုတွားမယ်လက်မှတ်ကိုဝယ်ခဲ့တယ်ဒုက္ခဘူရာကြီးကနေမှအင်းစိန်ကိုဆိုရင်သူက400ကျပ်ပေးရတယ်ပေါ့နော်ဒါကတော့ထပ်မရထားတဲ့ platform ပေါ့နော်ဒီရထားပြီးတော့ထွက်မလဲတော့မသိဘူးကျွန်တော်စီးမဲ့ရထားတော့ခဏနေမှရောက်လာမယ်ဒီရထားကိုခဏစောင့်နေပေါ့နော်စောင့်နေနေဘူရာပတ်ဝန်းကျင်ကိုလည်းကြည့်ရလူတွေတည်အောင်ပြရတာပေါ့နော်ဘူရာကြီးကတော့ဒါအင်္ဂလိပ်ခေတ်ကလေးကစောက်ထားတဲ့ဘူရာပုံစံတွေပေါ့နော်ကိုကြည့်လဲလက်ရခန်းနဲ့ကောင်းလို့ရှိသေးတယ်ဒါတော့မြို့ပတ်ဘူရာ platform ပေါ့နော်platform နဲ့ပတ်ဝန်းကျင်ဟိုဘက်ကတော့ဒါအမြန်ရထားတွေရှိတဲ့နေရာပေါ့နော်ဒါတွေတော့ဆီးဘက်တော့စီးရမယ်ဒါဒီမှာဆိုင်းဘုတ်လေးတစ်ခုတွေ့လို့ကျွန်တော်ရိုက်ထားတော့ဒီဆိုင်းဘုတ်လေးကじゃမြရထားတိုင်းရဲ့ဆိုင်းဘုတ်လေးဖြစ်မှထင်တယ်မြရထားတိုင်းရှိတဲ့နေရာပေါ့နော်မြေတာပူရာကြီးရှိခဲ့တဲ့နေရာဆိုင်ပုတ်ပေါ့နော်ဒါတော့ပန်းချံပုံစံလေးလောက်ထားတဲ့နေရာလေးပေါ့နော်ကျွန်တော်စီမရထားကဥပြတဲ့ဘက်ကနေသူလာမှာပေါ့နော်လာပြီးမှပြန်ထွက်မှာအဲ့အတွက်သူကိုကျွန်တော်စောင့်နေတာပေါ့နော်ခဏနေတော့လာတော့မှလာပြီဒီရထားပဲပေါ့နော်ဒီရထားကမြို့ပတ်ရထားသူကအင်းစင်ဘက်ကနေပြန်လာတာဒီမှာရက်မယ်ရက်ပြီးရင်သူခေါင်းချိန်ပြီးတော့အင်းစင်ဘက်ပဲပြန်သွားမှာဖြစ်တယ်ပေါ့နော်ထားတွဲငါးတွဲပါတာပေါ့နော်မြို့ပတ်ရထားတွဲပေါ့နော်ဘူရာယုံကတော့တော်တော်လေးကိုတန်လာတယ်ရထားချိန်တွေရတယ်နည်းနည်းဟာတယ်ပေါ့နော်အဲဒါကြောင့်မလားတော့မသိဘူးနော်ဒါကတော့ရထားရဲ့အတွင်းပိုင်းနေပေါ့နော်ကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်ဒါခုံနေပေါ့နော်စထွက်ခြင်းတဲ့လူကတိတ်မရှိသေးဘူးဘူရာကြီးကနေကျွန်တော်အင်းစင်ဘက်သွားမယ်ပေါ့နော်ဒါကတော့ရထားအင်းစင်ဘက်ကိုစထွက်ပြီပေါ့နော်ကျွန်တော်ကစုလေးတစ်ဝိုက်သွားလိမ့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဘိုးချုပ်စီမှာပဲဆင်းမယ်ပေါ့နော်ဘိုးချုပ်စီဆိုတမတ်တိုင်းပဲစီးရတယ်ဘိုးချုပ်စီပူလာမှာပေါ့ကျွန်တော်အမှားပဲကျွန်တော်ဆင်းမှာဖြစ်ပါတယ်ဒါရထားအတွင်းပိုင်းခုံလေးတော့ဘေးပတ်ဝန်းကျင်လေးပေါ့နော်ရောက်တာကြာတော့တော်ကောင်းလာတယ်လို့မြင်ပါတယ်ထားမစီးတာတော့တော်ကြာသွားပြီဒါရထားကကျွန်တော်တို့ရန်ကုန်မြို့ထဲနဲ့ရွှေပြည်သာဘက်လောကားဘက်ပေါ့နော်လို့လည်းစီးလို့ရတယ်တငင်းကုန်းဒီစီးလို့ရတယ်မြို့ဘက်ဆိုရင်တော့ဒီဘက်ကပူကျိုးစီဘက်ကသွားရင်တော့လှဲတန်းအင်းစိန်တငင်းကုန်းမင်္ဂလာတုံးဒီကနေမှပြန်လာပစုံအောင်ပြန်လာပြီးတော့ဒီရန်ကုန်ဘူရာကြီးပြန်ဆိုင်ပါအောင်เนาะဒါလက်ရရစ်ပေါ့လက်ဝဲရစ်ဆိုရင်တော့သူကပစုံအောင်ဘက်သွားမယ်မြောက်ကလာကြောက်ရည်တွင်မင်္ဂလာတုံးကောက်ကွင်းတငင်းကုန်းအင်းစိန်လဲတန်းပြီးရင်ပူကျုံစီရန်ကုန်ဘူရာကြီးအဲ့လိုသူကပတ်ပါပေါ့เนาะဒါတော့ဘိုးချုပ်စီပူတာပေါ့နော်ကျွန်တော်အမှဆင်းပြီးတော့
ဗိုလ်ချုပ်စီကိုတွားမှာဖြစ်ပါတယ်โอเคဗိုလ်ချုပ်စီတွားပြီးတော့ကျွန်တော်နောက်တစ်မှတ်တိုင်စီပြီးတော့လမ်းမတော်မှာပြန်ဆင်းခဲ့ပါတယ်ဒါတော့ကျွန်တော်ရန်ကုန်ဘူရာကြီးတွားပြီးတော့ထားစီခီးစဉ်လေးပဲဖြစ်ပါတယ်